ဒီနေ့ပြပြပေးချင်တာကတော့ M4 ရဲ့ခန်းကြီး challenge စာအုပ်ရဲ့အခန်းနံပါတ်2ဖြစ်ပါတယ်။အဲ့တော့အခန်း2မှာဘာခန်းကြီးတွေပါလဲကြည့်ရအောင်။ပထမဦးဆုံးခန်းကြီးကအခါရူဤလင်းလက်တော်ရဲ့အခအဲ့တော့လင်းလက်တာရဲ့နေ့ရဲ့ပေါင်းလိုက်ရင်အာရှိတာအစုမနှက်ဖြန်ဖြစ်သွားပါတယ်။သူများနဲ့တော့ပေါင်းရင်တော့သူကမဲကြီးဆိုတဲ့အတန်ထွက်ပါတယ်မဲကြီးအဲ့တော့ဆက်စမဲရရှင်းပြချက်ရှင်းလင်းချက်ဟာစမဲရတီထွင်ခြင်းဟိုင်းအဆိုရင်ဒီခန်းကြီးလေးကိုမှတ်ကြည့်ရအောင်အခါရူဤလင်းလက်တယ်နော်လင်းလက်တယ်ဆိုမှတော့လင်းနဲ့နှစ်ခုပေါင်းထားမှာပေါ့နေရလာရေပေါင်းလိုက်ရင်ဘာဖြစ်သွားလဲလင်းလက်သွားတယ်အဲ့တော့နေရလာရေပေါင်းရင်လင်းလက်တယ်လို့မှတ်ရအောင်ဂျပန်လိုဆိုရင်အခါရူရဲ့အခါသူများနဲ့တော့ပေါင်းရင်မေသူများနဲ့တော့ပေါင်းရင်မေဘယ်မှာတွေ့ရလဲဆိုရင်ဆက်စမေရဲ့မေဟာစမေရဲ့မေထူးခြားချက်လေးကဒီတစ်လုံးပေါ့နော်လင်းလက်တဲ့နေရက်အဲ့တော့လင်းလက်တာရဲ့နောက်ကနေခန်းကြီးရေပေါင်းလိုက်တော့လင်းလက်တဲ့နေရက်ကအာရှိတာအစုမနှက်ဖြန်ကိုအစုလို့လည်းပြောတယ်အာရှိတာလို့လည်းပြောပါတယ်ဟိုက်ဒုတိယလုံးကကြတော့ခူရာဤမှောင်တော်ဆိုတဲ့ခန်းကြီးပါခူရာဤရဲ့ခူရာတီပါပါတယ်သူများနဲ့တော့ပေါင်းရင်သူများနဲ့တော့ပေါင်းရင်ခူရာဤမှောင်တော့အန်ကောကကြတော့ password ပေါ့နော်လှုပ်ဝက်တင်ဂီတာ password ပါဟိုက်မှောင်နေအဲ့တော့ဘလို့မှတ်မလဲဆိုရင်ဒီခန်းကြီးမှာနေနှလုံးပါတယ်ပြီးရင် M5 ကတင်ရတယ်တာချီမှမတရက်တီဆိုတဲ့ခန်းကြီးလေးပါတယ်နောက်ထပ်နေတစ်လုံးပါတယ်ပေါ့နော်အဲ့တော့နေပူကြီးကနေပြီးတော့လေပြန်လာဘူးလားအိမ်ကိုအဲ့နေပူကြီးကနေပြန်လာပြီးဆိုအိမ်ထဲဝင်ချင်းမှာဘာဖြစ်သွားလဲဆိုရင်အလင်းနဲ့နေရာနေပြန်လာလိုက်တဲ့ချိန်မှာမှောင်သွားတယ်ပေါ့နော်အခုကဘလို့မှတ်မလဲဆိုရင်နေနှလုံးကြားထဲမှာမတက်ရက်ရင်နေရစူးလွန်းလို့ဘာဖြစ်သွားလဲဆိုရင်မှောင်သွားတယ်အဲ့တော့နီးနှလုံးကြားထဲမတက်ရက်ရင်မှောင်သွားတယ်လို့မှတ်မယ်နီးနှလုံးကြားထဲမတက်ရက်လိုက်ရင်ဘာဖြစ်သွားလဲခူရာဤမှောင်တော်ဆိုတာဖြစ်သွားပါတယ်အဲ့တော့နီးနှလုံးကြားထဲမှာမတက်ရက်ရင်ခူရာဤမှောင်တော်သူများနဲ့တော့ပေါင်းရင်အန်ကောရဲ့သုံးလုံးမြောက်ကခန်းကြီးမှာဝါတာရှိတို့ဒီနားလေးကအစေအပိုင်းလေးပေါ့နော်ဒီနားလေးကအစေအပိုင်းကရုပ်တရက်ကြည့်မယ်ဆိုရင် M5 ကအရှိခြေထောက်နဲ့တူပါတယ်ခြေထောက်တော့မဟုတ်ဘူးเนาะခြေထောက်နဲ့တူတယ်လို့ပြောတာဟုတ်ပြီအဲ့တော့မြည်ကြီးဒါက M5 မှာတင်ရတဲ့မြည်ကြီးအဲ့တော့မြည်ကြီးကိုဆိုင်ကယ်ဒီကားတွေနဲ့မဟုတ်ဘဲနဲ့ခြေထောက်နဲ့သွားမယ်အဲ့ဒါဒီရှိရပုံစံလေးပါရင်ဝါတာရှိတို့ကဒီလိုပုံစံလေးပါရင်အမြဲတမ်းဘာလို့မှတ်လဲဆိုရင်လမ်းလို့မှတ်တယ်အဲ့တော့မြည်ကြီးပေါ်ကိုတဲ့ဒီမြည်ကြီးကိုလမ်းခြေထောက်နဲ့သွားရတဲ့လမ်းကိုဘယ်လိုခံစားရလဲဆိုရင်တူအိုဤဝေးရလို့ခံစားရပါတယ်တူအိုဤသူများနဲ့တော့ပါရင်အန်ဆိုကူဆိုတာကပျော်ပွဲစားထွက်ခြင်းအန်ဆိုကူဆိုတာပျော်ပွဲစားထွက်ခြင်းပါဟိုင်အားဆိုရင်ဒီတမျက်နှာရဲ့သုံးလုံးကိုပြန်နှွေးပေးပါမယ်အဲ့တော့နီရဲ့လာရဲ့ပေါင်းရင်လင်းလက်တာအခါရူဤရဲ့အခါသူများနဲ့တော့ပေါင်းရင်မေအဲ့တော့လင်းလက်တဲ့နေ့ရက်ကဘာနေ့လဲဆိုရင်မနက်ဖြန်အာရှိတာအစုဟိုက်အဲ့ဒါပြီးနေနှလုံးကြားထဲမှာမတက်ရက်ရင်ဘာဖြစ်သွားမလဲဆိုရင်ခူရာဤမှောင်တော့သူများနဲ့တော့ပေါင်းရင်အဲ့ဒါပြီးဒီမြေကြီးကိုဆိုင်ကယ်ကားတွေနဲ့မဟုတ်ဘဲနဲ့ခြေထောက်နဲ့တူလို့ခြေထောက်နဲ့သွားရတဲ့လမ်းကိုဘာလို့ခံစားရလဲဆိုရင်တူဤဝေးရလို့ခံစားရတယ်သူများနဲ့တော့ပေါင်းရင်ဟိုက်အဲ့ဒါပြီးနောက်လေးလုံးမြောက်ခန်းကြီးကဘာလဲဆိုရင်ချီခါဤနီးတော်ဆိုတဲ့ခန်းကြီးပါနီးတော်ဟိုက်အဲ့တော့ချီခါဤနီးတော်သူများနဲ့တော့ပေါင်းရင် king သူများနဲ့တော့ပေါင်းရင် king ဟိုက်အဲ့တော့ king ကြောကအနီးရနာကိုယ့်ရဲ့အိမ်အနီးရနာအိမ်အနီးနာတို့ဆိုင်အနီးနာတို့ကုမ္ပဏီအနီးနာတို့ဒီလိုသုံးတယ်ပေါ့နော်ဆိုင်ခင်ကအခုတလောဆိုအနီးနာဖြစ်သွားတဲ့ဟာမျိုးပေါ့ဟိုက်ဘလို့မှတ်မလဲဒီပုံစံလေးကဒီခန်းကြီးဆွဲချက်လေးကဘာနဲ့တူလဲဆိုရင်အိမ်တဝက်လေးနဲ့တူတယ်ပေါ့နော်ဘာလို့ရှိတော့အိမ်တဝက်လေးအဲ့တော့အိမ်တဝက်လမ်းလာခဲ့ဒီရှိရပုံစံလေးကလမ်းအဲ့တော့အိမ်တဝက်လမ်းလာခဲ့ဘာဖြစ်လဲနီးတယ်ပေါ့အိမ်တဝက်လမ်းလာရင်နီးတယ်အဲ့တော့ချီကာကြီးနီးတော့သူများနဲ့တော့ပေါင်းရင် king သူများနဲ့တော့ပေါင်းရင် king
Hi ငါလုံးမြောက်ခန်းကြီးကဆွယောဤအားကောင်းသောဆိုတဲ့ခန်းကြီးပါဆွယောဤအားကောင်းသောအဲ့တော့ဘယ်နေရာမှာအားကောင်းရမလဲဆိုရင်စာလေးလာတဲ့နေရာမှာအားကောင်းရမယ်ဘန်ကျော်စုရီရဲ့ကျော်ဖူဆိုတာလေပြင်းကိုပြောတာပါကျော်ဖူ Hi ဘလို့မှတ်မလဲဒီခန်းကြီးကိုရှေ့အပိုင်းဒီအစိပ်အပိုင်းလေးကိုဝါတာရှိလို့ဘလို့မှတ်မလဲဆိုရင်လေးလို့မှတ်ပါမယ်လေးအဲ့တော့လေးတို့မျှတို့နော်အဲ့တော့နံပါတ်4မဟုတ်ဘူးเนาะ4တို့မြားတို့ရဲ့4အဲ့တော့4ကောက်ကင်လိုက်တယ်เนาะ4တို့မြားတို့ကိုကောက်ကင်လိုက်တယ်အဲ့တော့ဘာဖြစ်စေခြင်းလို့လဲဆိုရင်မူးနဲ့တူတယ်ခဏမူးနဲ့တူရင်ဆန်စီတို့က MOVE မူးရွေ့ရှားတယ်လို့မှတ်မယ်4ကိုကောက်ကင်လိုက်တယ်မူးရွေ့ရှားစေခြင်းတယ်ဘာတွေကိုလဲဆိုရင်ဒီပုံစံလေးကိုမှတ်ထားပါနားကနဲ့တူတဲ့ခန်းကြီးလေးကဘာလဲဆိုရင်မူရှိဒါနာကောင်မှအောက်ကတစ်ချက်ပို့သွားရင်မူရှိဆိုတဲ့ပိုးမွားပေါ့နော်အဲ့တော့မူးစေခြင်းနဲ့ဘာတွေကိုမူးစေခြင်းတာလဲဆိုရင်ပိုးမွားတွေကိုမူးစေခြင်းတာအဲ့တော့၄ကောက်ကင်လိုက်တဲ့ပိုးမွားတွေကိုမူးစေခြင်းမှာတော့ဘယ်လိုပြရမလဲအားကောင်းနဲ့သူတို့ကိုပြစ်ခဲ့ရမယ်ပေါ့နော်အဲ့တော့ဆွယောဤရဲ့ဆွယောသူများနဲ့တော့ပေါင်းရင်ကျော်ဟိုက်ခုနပြောတဲ့အဲ့လေးတွေကနော်သူတို့လေးမှာကျိုးလေးပါတယ်လေအဲ့ပါတဲ့လေးမှာပါတဲ့ကျိုးလေးတာဖွာနေပြီမကောင်းတော့ရင်အဲ့လေးကိုပြစ်လိုက်ရင်ရောဝါးကြီးအာနေမယ်အဲ့တော့လေးရဲ့ကျိုးလေးတွေကဖွာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လေးကအာမကောင်းတော့ဘူးဖွာနေပြီသူများနဲ့တော့ပေါင်းရင်ဂျာခုသူများနဲ့တော့ပေါင်းရင်ဂျာခုရောဝါးကြီးအာနေတော့အဲ့တော့ခုနအားကောင်းတာနဲ့အားပြောတာနဲ့ပေါင်းလိုက်တော့ကျော်ဂျာခုအာအပြင်အပြော့ပြောတာHi အဲ့ဆိုရင်ဒီဘက်က3လုံးကိုပြန်နှွေးရအောင်အိမ်တဝက်လန့်လာခဲ့ဘာဖြစ်လို့လဲဆိုရင်နီးတယ်အဲ့တော့ချီခါဤရဲ့ချီခါသူများနဲ့တော့ပေါင်းရင်ခင်လေးကောက်ကင်လိုက်တဲ့မူးစီခြင်းနဲ့ဘာလို့လဲဆိုရင်ပိုးမွားတွေကိုမူးစီခြင်းလို့เนาะအဲ့တော့မူးစီခြင်းကောက်ကင်လိုက်တဲ့အခါမှာသူတို့ကိုအားကောင်းနဲ့ပြရမယ်ဆွယောဤအားကောင်းတော့သူများနဲ့တော့ပေါင်းရင်ကျော်အဲ့လေးတွေကလေးမှရှိတဲ့ကျိုးလေးတွေအမြင်လေးတွေဖွာနေရင်ဘာဖြစ်သွားပြီလဲအာမကောင်းတော့ဘူးရောဝါဤအာနေတော့သူများနဲ့တော့ပေါင်းရင်ဂျာခုသူများနဲ့တော့ပေါင်းရင်ဂျာခုဟိုက်ခုနှလုံးမြောက်ခန်းကြီးကဘာလဲဆိုရင်အိုမိုးဤ4တော့ဘယ်နှခုဆို4တယ်ဆိုရင်10ခုဆိုရင်4တယ်လို့မှတ်လိုက်သူရဲ့နောက်တန်ကဂျူးမလို့နော်ဂျူးအဲ့တော့မိုးဤ4တော့ဂျူးတိုင်းနာအရေးကြီးတော့တိုင်းဂျူးတိုင်းဆိုတာခန္ဓာကိုယ်အလေးချိန်ကိုပြောတာပါဟိုက်ဘလို့မှမလဲဆိုရင်ဒီခန်းကြီးမှာဝါတာရှိတို့တည်တယ်ဆန်စီတို့တည်တယ်ဘာအစိပ်ပိုင်းလေးပါနေလဲဆိုရင်ခူရူမအစိပ်ပိုင်းလေးပါနေမြင်လားမသိဘူးနော်အဲ့ခူရူမအစိပ်ပိုင်းလေးကိုဘာလေးတွေတစ်ချက်ပို့လိုက်လဲဆိုရင်အိုင်နော်အဲ့တော့စမ်းစင်းမျက်လုံးထဲမှာဆိုရင်အိုင်ရဲ့ဘာရဲ့ပေါင်းထားလဲဆိုရင် comment တရားစာဆွဲရမှာအဲ့တော့ခူရူမရဲ့ပေါင်းထားတယ်အဲ့တော့အိုင်ကကားလေးနဲ့နော်အိုင်ကဘာလဲဆိုရင်ခူရူမကားလေးနဲ့ဘာတွေကိုတဲမှာလဲဆိုရင်အိုမိုးဤလေးတဲ့အရာတွေကိုတဲမယ်လို့မှတ်ရအောင်အဲ့တော့အိုင်ကခူရူမကားလေးနဲ့ဘာဟုတ်တယ်မှာလဲဆိုရင်လေးတဲ့အရာတွေကိုတည်မယ်ဘယ်နှခုဆိုလေးပြီးလဲဆိုရင်10ခုဆိုရင်လေးပြီးရင်ပေါ်တဲ့ခန်းကြီးလာပါအဲ့တော့လေးပေါ့ကားပါတယ်အဲ့တော့ခူရူမကားလေးနဲ့ဒီခန်းကြီးလေးမြင်နေဒီအစိပ်ပိုင်းလေးမြင်နေဆိုရင်မှတ်ပေးထားပါမာတာလို့မှတ်ပေးထားပါမာတာဆိုတာမြန်မာလို့နောက်ထပ်ပေါ့နော်အဲ့တော့ခူရူမကားလေးနဲ့လာပြီးတော့မာတာနောက်ထပ်တစ်ချိန်မြေကြီးနော်ဒီခန်းကြီးကမြေကြီးပေါ်ကအရာတွေကိုတည်ပေးသွားတော့ကိုတည်ရမယ့်အရာတွေကခါရူဤပေါ့သွားပြီပေါ့ကားလေးနဲ့မာတာနောက်တော့တစ်ခေါက်မြေကြီးပေါ်ကအရာတွေကိုတည်ပေးသွားတော့ဘာဖြစ်သွားပြီလဲဆိုရင်ခါရူဤပေါ့သွားပြီသူများနဲ့တော့ဘာရင် K အဲ့တော့ခါရူဤပေါ့တော့ K ရှော့ခုကစားတယ်အဲ့တော့ပေါ့ပါစားတယ်ဆိုတော့အစာပြေဟိုက်နောက်တစ်လုံးကိုလုံးမြောက်ခန်းကြီးကဖူတိုဤဝါတော့အဲ့တော့သူများနဲ့တော့ပေါင်းရင်တိုင်းအဲ့တော့ဝါတယ်မဝါဘူးဆိုတာသူများနဲ့ဘာလို့ကြီးမှလဲဆိုရင်တိုင်းတာကြီးမှဒီမှာတိုင်းအဲ့တော့ဝါတာရှိတို့တည်ပြီးသားခန်းကြီးနော်ဒါအိုးဤကြီးတော့ဆိုတဲ့ခန်းကြီးအိုခိကြီးတော့အဲ့တော့ကြီးနဲ့အဆက်ကအလဲရဆိုတော့ကြီးနဲ့အလဲရတယောက်ကဝါတယ်လို့မှတ်မယ်နော်အဲ့တော့ကြီးတာရဲ့အဆက်ကအလဲကောင်မှာပါသွားလို့နော်ဒီအဆက်လေးကအလဲကောင်မှာပါသွားလို့အဲ့တော့ကြီးနဲ့အလဲရတယောက်ကဝါတယ်ဖူတိုဤဝါတယ်မဟုတ်ဆိုတာတိုင်းကြီးမှဒီလားတိုင်းအဲ့တော့တိုင်းနဲ့ရောနဲ့ပေါင်းလိုက်တော့တိုင်းရောကောင်းကင်ဘဝနေမင်းဖြစ်သွားတယ်ဟ
hi အဲ့ဆိုရင်အဲ့သုံးလုံးကိုပြန်နှွေးကြည့်ရအောင်အိုင်လေးကခူရူမကားလေးနဲ့လေးတဲ့အရာတွေကိုတည်တဲ့အိုမိုဤလေးတော့ဘယ်နှခုဆိုလေးပြီလဲဆို10ခုဂျူ10ခုဆိုလေးပြီပေါ့မယ်ဘာလို့ပေါ်သွားလဲဆိုရင်ကိုကားလေးနဲ့နော်အဲ့တော့ကားလေးနဲ့မာတာနောက်တစ်ခေါက်မြေကြီးပေါ်ကအရာတွေကိုတည်ပေးသွားတော့ဘာဖြစ်သွားလဲဆိုရင်ခါရူဤပေါ်သွားတယ်ခါရူဤပေါ်သွားတယ်သူများနဲ့တော့ပေါင်းရင် K ဟိုင်အဲ့ဒါပြီးအိုခီကြီးရဲ့ကြီးနဲ့အလဲအားတယောက်ကဘာဖြစ်တယ်လဲဆိုရင်ဖူတိုဤဝါတော့သူများနဲ့တော့ပေါင်းရင်တိုင်သူများနဲ့တော့ပေါင်းရင်တိုင်ဟိုင်နောက်ဆုံးတစ်လုံးကဒီရှိရခန်းကြီးလေးကိုအရင်မှတ်ရအောင်ဒီရှိရအစရပိုင်းလေးက N3 မှာသင်ရမယ်ဤတူဆိုတဲ့ H အမြင်ပေါ့နော်အဲ့တော့ H အမြင်မှာအဲ့တော့ဒီ H အမြင်ဟာနောက်ကတန်းဖို့ဘယ်ထဲကိုလဲဆိုရင်လေဘွက်ထဲကိုကျသွားရင်မြင်ရလားရှာလို့ရလားမရဘူးเนาะဘာဖြစ်လို့လဲအချီအမြင်อ่ะဟိုဆိုဤပိန်လို့ပါလို့အဲ့ခန်းကြီးကိုနောက်ကဤမဟုတ်ဖ ೇನೆ ခါဤကတ်ထားတယ်ဆိုရင်ခိုမခါဤတီးနှုတ်တော့အဲ့တော့ဒီခန်းကြီးမှာတင်ပိန်တော့လည်းရှိတယ်တီးနှုတ်တော့လည်းရှိတယ်သူများနဲ့သွားပေါင်းရင်ဆိုင်ခုဆိုတာလက်ရပါเนาะအဲ့တော့ဟိုမှာစာရေးဆရာရဲ့လက်ရဒီလိုမျိုးတွေမှာသုံးပါတယ်အဲ့ဘယ်လိုမှတ်မလဲဆိုရင်ဤတူအချီလေးကတန်ဖိုးလဲခွက်ထဲကိုကျသွားတော့ရှာလို့မတွေ့ဘူးဘာဖြစ်လို့လဲဟိုဆိုဤပိန်လို့ပါလို့ခိုမခါဤတေနှုတ်လို့သူများနဲ့တော့ပေါ့ရင်ဆိုင်ဟိုင်အဲ့တော့ဒီနေ့ဖိုးခန်းကြီးလေး challenge ပေါ့နော် challenge စာအုပ်လေးကိုရှင်းပြပေးတာပါနားလည်မလို့ထင်ပါတယ်